ကြည်တော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဖေယနေ့ညသာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ကတိညိုလာဇန်17ရက်2023ခုနှစ်အောင်တိုဘာလ25ရက်ဗုဒ္ဓဟူးညဓမ္မဒါနကုသိုလ်ရှင်မိသားစု80မှစုပေါင်းဆင်ရင်ကျင်းပလို့အသောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကြည်တော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဖျားတွေ့တော်ခြေတော်စုံဥခိုက်၍ယုသေးစွာလျှောက်ထားအပ်ပါသည်ဗျာ85ခုနှစ်တညလာဇန်17ရက်2023ခုနှစ်အောက်တိုဘာလ25ရက်ဗုဒ္ဓဟူးနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောအလုံးကိုဆွလွတ်နိုင်မှာဆင်းရဲဒုက္ခကုန်ပြီအကြောင်းတရားဒေသနာတော်ရသော်ပြာကသုတ်တန်တစ်ခုမှာတပ္ပံအဘိသနာအလုံးကိုသိရမယ်တပ္ပံအဘိသနာအလုံးကိုသိရမယ်တပ္ပံပရိစ္ဆာနာအလုံးကိုပိုင်းခြားသိနိုင်ရမယ်တပ္ပံဝိရဇယဝိရာဇယအလုံးပေါ်မှာတွေ့တာမှုကင်းရှင်းစေရမယ်တပ္ပံပါဇဟံအလုံးကိုဆွလွတ်နိုင်ရမယ်အဲ့ဒါမှဘဘောဒုက္ခခရယဆင်းရဲဒုက္ခကုံဆုံးမှုအတွက်ဖြစ်နိုင်မယ်ဆိုလိုတာကမြတ်စွာဘုရားအာသနာတော်မှာဘုရားဟောကြားတဲ့တရားတွေကတန်တရားတွေမှာကျုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကိုအဆုံးသတ်ဖို့ပဲဖြစ်တယ်ပေါ့နော်အဆုံးသတ်ဖို့ဖြစ်တယ်အဲ့ဒုက္ခတွေကိုအဆုံးသတ်ဖို့ဆိုလို့ရှိရင်တော့အလုံးကိုသိရမယ်အလုံးကိုဆွလွတ်နိုင်ရမယ်ဒီလိုဆိုလိုတာနော်အလုံးကိုမဆွလွတ်နိုင်သေးဘူးဆိုရင်ဒုက္ခကုန်မှုမရသေးဘူးအဲ့တော့ဒီနေရာမှာ